မင်္ဂလာပါရှင်ပရိဘောဂချက်သူမှာရောင်းချပေးနေတဲ့ကျွန်းသားပရိဘောဂများပါဆိုရင်နေမင်္ဂလာများအတွက်အလုံးကိုအကျန်းခံတဲ့ပရိဘောဂပစ္စည်းများဖြစ်ပါရဲ့ရှင်ကျွန်းလဲစစ်တဲ့ဈေးလဲမှန်တဲ့ကျွန်းစစ်ကိုရောင်းချပေးနေတာဖြစ်ပါရဲ့ရှင်မတို့ပရိဘောဂပစ္စည်းများကိုနေရောက်လဲပို့ဆောင်ပေးတာမို့လို့ကိုယ်တိုင်ကိုယ်ကြစိတ်တိုင်းကြသူကတော့6000ကျပ်ဖြစ်ပါတယ်ရှင်။ဒါလေးကတော့3200ကျပ်ဖြစ်ပါတယ်ရှင်။ဈေးနှုန်းလေးတွေလည်းကွဲတယ် site လေးတွေလည်းကွဲပါတယ်ရှင်။မိမိလိုချင်တဲ့ site တွေနဲ့အားပေးလို့ရပါတယ်။ဒီလိုမျိုးပုံမှန် site လေးကိုယူမယ်ဆိုလည်းရပါတယ်။သူကတော့ site အညီလေးနဲ့ဒီဇိုင်းလေးနဲ့မိမိကြိုက်တဲ့ဒီဇိုင်းလေးကိုယူလို့ရပါတယ်။ဒီရှေ့ဆုံးအလိုပုံစံလေးလိုချင်နေဆိုရင်တော့အဲ့ဒါလေးက9000ကျပ်ဖြစ်ပါတယ်ရှင်။စိုက်ညီလေးပါနော်။အခုညီမတို့အသက်ကြီးတဲ့အဖိုးအဖွားတွေအတွက်ဆိုလို့ရှိရင်ဒီလိုထိုင်ကုန်လေးနဲ့ထိုင်ရတဲ့ဒီဇိုင်းလေးပြပေးပါမယ်ရှင်။သူကတော့ထိုင်ကုန်လေးနဲ့ထိုင်ပြီးတော့တတောင်းနဲ့ဝေယူလို့ရပါတယ်နော်။ဒီဝေယူခုံလေးကတော့9000ကျပ်ဖြစ်ပါတယ်ရှင်။ထိုင်ကုန်လေးကတော့3000ကျပ်ဖြစ်ပါတယ်ရှင်။အလုံးချင်းစီကအတိုင်းအတွက် delivery မရှိဘဲနဲ့ဆိုင်မလာဝယ်ပြီးအားပေးလို့ရပါတယ်နော်။စနေရှိတာမို့လို့တောင်းလာတဲ့မော်ဘီလေးဆက်ရဆိုင်လေးမှာဝယ်အားပေးဖို့ဖိတ်ခေါ်ပါရရှင်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒါလေးတွေကတော့အစင်းသေးရှိတဲ့ဖျားရှိခိုး